ကြက်ကာလာသားချက်လေးပါဒါကျွန်တော်တို့ဒီဘက်တွေပါဒီမှာချက်တယ်ကြက်ကာလာသားချက်လေးပါကဲသူ့ရင်းလေးနဲ့ဒီလေးနည်းနည်းပဲသုံးတယ်ကျူးနည်းနည်းထည့်ပါတယ်ကြက်သားအချိန်ဟိုသားရှိပါတယ်65ကဲသပတိဒါလေးကသပတိရွက်လေးနဲ့မွေးနေအောင်နှော်ပြီဗျာမွေးနေအောင်နှော်ပါပြီကဲနှော်ပြီကဲသပတိလေးနဲ့နူးလာပြီမွေးလာပြီနော်မွေးလာပြီဆိုဒီပြီးတော့အကြောင်လေးဒါအပေါ်မှာစီလေးပြေးစေခြင်းနဲ့အကြောင်လေးနဲ့ရုပ်ပြီးမဟုတ်ဘူးနည်းနည်းပဲထည့်တကယ်တမ်းအဆက်လေးတွေပါဒီမှာဖိုင်းချက်တစ်ဖိတ်တာချီချီရုပ်ပြီးမို့နော်အယိုးလုံးကြီးလေအကျန်းကောင်းတယ်ကြောင်ညာလာပါခုမှမပါကြောင်ညာကလည်းမရဘူးတကယ်ကောင်းလို့ကြောင်ညာပြီးတာမှုံမပါဘူးနော် organic တွေကောင်းတယ်ကဲအဲ့ဒါကိုဗားတဲ့ကြီးကြီးပဲနော်ကြီးကြီးလေးနည်းနည်းထည့်ရထည့်အကုန်ထည့်လာကြီးကြီးကိုအများကြီးထည့်လို့မရအောင်နော်ဒါပြီးပါမယ်လေဒါပြီးတော့ပြီးတော့တော့ပါရအောင်ထည့်တော့လာထည့်လို့သာမတုံးတဲ့ဟာကြီးကြီးလားဒီအောင်ဒါလေဘုံကန်ဟုတ်တယ်လို့လေဒီလားစတားထဲကိုလောက်တာဒီထဲဟုတ်ကဲ့ကဲဘယ်သူငါပြည့်ခွက်ဒါဒီရင်းနဲ့လည်းယူပါလားရေရင်းနဲ့တော့ပဲပါအစုံကပိတ်တဲ့နည်းနည်းနဲ့ညာမင်းတို့လေးတယ်ညောမယ်ညောပဲစိမင်းတို့ကလည်းအများကြီးလေးနေတာဒါပြီရေးဟဲ့ဒါဒါစတားပဲတော့ဟောဆက်ရှင်းနေအဲ့တော့အဲ့ဒါကိုပြတ်နေတယ်ကဲဒီချက်ကာလာသားဖြစ်လေးကရေကျဲလေးနဲ့သွားမှာဆိုတော့ကဲစတားလေးထည့်ပြီးဒီချက်သားကလေကျွန်တော်တို့ဘုံငပိလေးနဲ့စားလေးနဲ့ချုံမုံလေးနဲ့ရောနေတာလားနော်ကဲဒီဘုံစီလေးထားရတယ်ကဲဘုံငပိလေးနဲ့နေတာပါနော်ဘုံငပိလေးနဲ့လည်းသုံးပါလေခဲ့တာအရေကျဲလေးနဲ့သွားမယ်နော်ကဲအရေလေးထည့်ပါပြီမလုပ်ကြိုက်သွားမယ်နော်မလုပ်ကြိုက်အရေကျဲလေးရတယ်သူတက်လာလို့ပဲနော်ကဲဒီမှာဆူလာပြီနော်စီလေးနည်းနည်းလေးကအပေါ်မှာစီအယောင်လေးလေးပဲရှိတာခုနငရုတ်သီးကျွန်တော်ငရုတ်သီးမှုတ်အစိမ်းမှုတ်လေးနှစ်စွန်းသုံးစွန်းထည့်လိုက်တဲ့ဟာခုလိုအယောင်လေးတွေပြေးလာပါတယ်နော်အခုလိုအယောင်လေးတွေပြေးလာတယ်ခုလိုနော်အမှန်တကယ်ကအောက်မှာဘာမှမရှိဘူးနော်ဒါကျွန်တော်တို့တွေဟိုပဲခူးဘက်ပဲခူးတိုင်းထဲမှာသွားနေရင်ဟိုကြက်ကာလာသားကြက်ဆိုတာဒါပါနော်စပလင်လေးနဲ့မှုန့်မွေးလေးနဲ့ဟိုမကြီးသီးလေးပါပါလေးပါတယ်ပြောမယ်ဆိုမကြီးသီးကပါတယ်ဆိုလို့ဘုံမပြီးပါတယ်ဆိုလို့ねရတာလေးလေးကြက်ကာလာသားချက်လို့ရရှိပါမယ်နော်ကြက်ကာလာသားချက်လို့လာပြီကျွန်တော်တို့နောက်ဆုံးအနေနဲ့ရတာကိုပိုင်တယ်ကျွန်တော်တို့ဘာဖြစ်တာဆိုအချုံမုံလေးအထုံနဲ့ပဲငယ်ငယ်ကဘုံမပြီးနဲ့အချင်းလေးကမကြီးပြီးပါပါနေခဲ့တော့မချင်းဘူးနော်ချင်းပြုံးပြုံးနဲ့မရဘူးသူ့ရဲ့ဒီပေပြီးတောက်ရင်ဂရင်းလိုက်တဲ့အနေထားတောက်ကြည့်လိုက်ရင်မကြီးပြီးပါလားမသိရဘူးကွာအဲ့နေထားလေးပါလို့ပါမှမသိပါဘူးတော့ဒီမှာလေလေးကိုပြပါဒီစီလေးကဘေးနားမှာဝေးတယ်ဆိုပဲရှိတယ်နော်တကယ်တမ်းကျတော့ဒီမှာကဲဒါချီလေးထည့်တယ်ကျွန်တော်တော့နှမ်းနေတော့ရေလေးလိုက်ပါဘိုးကမဆက်တော့ဘူးရေလေးလိုက်ပါဒါရေလေးကိုတက်တက်လေးလိုက်ပြီးတက်တာလားကျွန်တော်ဒါရပါမယ်နော်ကဲပြင်စိမ့်လေးနဲ့အိုးရေကိုဒီစလုံးတိုက်ကြီးထည့်ပါမယ်နော်စလုံးတိုက်ကြီးထည့်ပါโอ้ပါကဲဒီမှာကဲဒီကခက်တာလေးဒီလိုပေါ့အပေါ်မှာအောက်မှာရေတွေကဒါလေးကကြက်ကာလာသားကျဲရဲ့နော်ခ
တ်နီးလေးပါအပေါ်မှာစီလေးပါပါလေးပဲပါတယ်နော်ကြက်ကာလာတာကြက်ခတ်လေးပါနော်ဒီမှာအဲ့ဒီမှာရေကြီးပဲနော်ရေကြီးပဲဒီရေကရတာအရင်ရှိတယ်ကြက်ကာလာတာကြက်နော်ရပါပြီ